လူဖွဲ့စည်းတစ်ခုမှာဘာကိုမျှရတယ်လို့ခေါ်မလဲအဲ့ဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မိခွန်းနော်ဒီနေ့မှာတော့အဲ့ဒီမိခွန်းကိုဖြေဖို့စူးစမ်းခဲ့တဲ့ဩဇာကြီးရဲ့တွေးခေါ်ပညာရှင်တွေရော John Rawls နဲ့ Robert Nozick တို့ရဲ့အမြင်တွေကိုလေ့လာကြည့်ကြတာပေါ့ ကဲဒီမေခွန်းလေးနဲ့စကြည့်အောင်ချမ်းသာတဲ့သူတွေစီကအခွန်ကောက်ပြီးစီးရဲတဲ့သူတွေကိုပြန်ကူနေတာကမျှတရလားတဲ့ဒါလေဒီနေ့ခေတ်နိုင်ရေးညှင်းခုန်မှုတွေရဲ့အသေးနှလုံးလွတ်ချင်နေတဲ့မေခွန်းပဲဆိုတော့ဒီမေခွန်းလေးနဲ့ပဲကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုအစဖြူလေးကြရအောင်ဟုတ်ပြီအဲ့ဒီမိခွန်းကိုပဲဆက်ပြီးစဉ်းစားကြည့်တဲ့အခါမှာ20ရာစုရဲ့တွေးခေါ်ပညာရှင်ကြီးနှစ်ယောက်ဖြစ်တဲ့ John Rawls နဲ့ Robert Nozick တို့ရဲ့အမြင်တွေကရှစ်တန်ရောက်လာပါတယ်သူတို့နှစ်ယောက်ကတရားမျှတမှုဆိုတာဘာလဲဆိုတဲ့အပေါ်မှာတကယ်ကိုပဲလုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတဲ့အဖြစ်ဒီပေးခဲ့ကြတာပါကဲဒါဆိုပထမဆုံးအနေနဲ့ John Rawls ရဲ့ idea နဲ့ဆက်လိုက်ကြအောင်သူကတကယ်ကိုမျှတတဲ့လူဖွဲ့စည်းတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုရှာဖွေဖို့အတွက်အရန်ကိုစိတ်ဝင်စားစရာကောင်းပြီးထူးခြားတဲ့စိတ်ကူးစမ်းသပ်မှုတစ်ခုကိုအဆိုပြုခဲ့တယ် Rawls ကဒီလိုစိတ်ကူးကြည့်ခိုင်းတာဗျစဉ်းစားကြည့်လူအဖွဲ့စည်းတစ်ခုအတွက်စီးမြင့်တယ်ရေးဆွဲရမယ်ဒါပေမဲ့ကိုယ်တိုင်ကအဲ့ဒီလူအဖွဲ့စည်းထဲမှာဘယ်လိုလူမျိုးဖြစ်လာမလဲဆိုတာလုံးဝမသိဘူးချမ်းသာမလားဆင်းရဲမလားဘာအရေးချင်းတွေပါလာမလဲဘာမှမသိဘူးအဲ့ဒီလိုအရန်အားလုံးကိုမသိတဲ့အဝိဇ္ဇာကလကနောက်ကနေဆုံးဖြတ်ရမယ်ဆိုရင်တော့အဲ့လိုဆိုရင်ဘယ်သူမှကိုယ့်အတွက်အသာစီးရမယ်စီးမြင့်တွေဖန်တီးလို့ရတော့မှာမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့ဒီလိုကိုယ့်အကြောင်းဘာမှမသိတဲ့လုံးဝဘက်မလိုက်တဲ့အခြေအနေကနေစပြီးစဉ်းစားရင်ကောလူတွေကဘယ်လိုတရားမျှတမှုအဆိုင်ရာစီးမြင့်တွေကိုသဘောတူညီကြမယ်လို့ထင်ပါတယ်လေ Rose ကတော့ဒီလိုပြောတယ်လူတွေကစွန့်စားရမှာကိုကြောက်ကြရတဲ့အဲ့ဒီတော့အစိုးဆုံးအခြေအနေကိုကာကွယ်မဲ့စီးမြင့်တွေပဲယူရချေကြမှာပဲဆိုလိုတာကကိုသာလူအဖွဲ့စည်းရဲ့အောက်ခြေဆင့်ကိုရောက်သွားခဲ့ရင်တောင်အခြေအနေအကောင်းဆုံးဖြစ်နေအောင်ကြိုတင်ဖြစ်ဆင်ထားချင်မှာပဲအဲ့ဒါကိုပဲ maxima နိယမလို့ခေါ်တာပေါ့ ဆိုတော့အဲ့ဒီအတွေးခေါ်ကနေဒီကအခြေခံမှုနှစ်ခုထွက်လာတယ်ပထမတစ်ခုကလွတ်လပ်ခွင့်ပဲလူတိုင်းဟာအခြေခံလွတ်လပ်ခွင့်တွေကိုတန်တူရရမယ်ဒုတိယတစ်ခုကတော့လူမှုရေးနဲ့စီးပွားရေးဆိုင်ရာမှုပဲဒီမှာတော့မြင်မြမှုတွေရှိလို့ရတယ်ဒါပေမဲ့အဲ့ဒီမြင်မြမှုတွေဟာလူအဖွဲ့အစည်းမှာအခွင့်အရေးအနည်းဆုံးသူတွေကိုအကျိုးပြုမှသာလက်ခံနိုင်မယ်အဓိကကတော့အဲ့ဒီမူနှစ်ခုထဲမှာလွတ်လပ်ခွင့်ကအမေရိကန်ပထမဦးစားပေးပဲဒါမဲ့လေလူတိုင်းက Ross ရဲ့အမြင်ကိုသဘောတူတာတော့မဟုတ်ဘူးပေါ့သူ့ရဲ့အယူဆကိုတိုက်ရိုက်ပြန်ပြီးခြိဖဲခဲ့တဲ့သူကတော့ Robert Nozick ပါပဲ Nozick ကဘာပြောလဲဆိုတော့တရားမျှတမှုဆိုတာရလက်ကိုကြည့်ရမှာမဟုတ်ဘူးတအိုးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့ပိုက်ဆိုင်ခွင့်ကိုပဲကြည့်ရမှာအဲ့ဒီအပေါ်မှာပဲမူတည်တယ်လို့သူကအခိုင်အမာငင်းခုန်ခဲ့တယ် Nozick အတွက်အဓိကကြတာကမြတ်တဲ့တနာဥစာခွဲဝေမှုပုံစံတစ်ခုကိုဖန်တီးဖို့မဟုတ်ဘူးအရေးကြီးဆုံးကပါလဲဆိုတော့လူတွေဟာသူတို့ပိုင်ဆိုင်နေရဲ့အရာတွေကိုမြတ်တဲ့နီလန်းနေနဲ့ရယူခဲ့တာလားမဟုတ်ဘူးလားဆိုရဲလုပ်ငန်းစဉ် process ပဲရလက်မဟုတ်ဘူးလုပ်ငန်းစဉ်ပဲအဓိကသူ့ရဲ့ပိုင်ဆိုင်ခွင့် theory တစ်ခုလုံးကရိုးရှင်းတယ်လို့ထင်ရတဲ့စီးမြင်၃ခုပေါ်မှာပဲတည်ဆောက်ထားတာပထမတစ်ခုပိုင်ရှင်မရှိတဲ့အရာတစ်ခုကိုဘယ်လိုနီးနဲ့တရားဝင် step တင်ပိုင်ဆိုင်မလဲဒုတိယတစ်ခုကအဲ့ဒီပိုင်ဆိုင်မှုကိုတခြားတစ်ယောက်ကိုဘယ်လိုတရားဝင်လွှဲပြောင်းပေးမလဲဥပမာရောင်းလာလက်ဆောင်ပေးတာမျိုးပေါ့နောက်ဆုံးတစ်ခုကတော့အတိတ်ကမတရားရယူခဲ့တဲ့ပိုင်ဆိုင်မှုတွေကိုတွေ့ရင်ဘယ်လိုပြန်လဲပြပြင်မလဲဆိုတာပဲဆိုတော့အထီးကအချက်ကရှင်းရှင်းလေးပဲပိုင်ဆိုင်မှုရဲ့တမိုင်းကြောင်းတစ်လျှောက်အဆင့်တိုင်းမှာတရားမျှတခဲ့တယ်ဆိုရင်အဆုံးမှထွက်လာတဲ့ဒနာခွဲဝေမှုဟာဘလောက်ပဲမနီများနေပါစေအဲ့ဒါမျှတတယ်ပဲလုံးဝကိုမျှတတယ်ကဲဒီနေရာမှာပဲအမီနှစ်ခုကတိုက်ရိုက်ထိတ်တွေ့တော့တာပဲဘယ်မေးခွန်းမှလဲဆိုတော့အစိုးရကချမ်းသာတဲ့သူတွေစီကနေဒနာဥစ္စာကိုယူပြီးစင်ရတဲ့သူတွေကိုပြန်လဲခွဲဝေပေးတင်သလားဆိုတဲ့နေရာမှာပဲဒါကသူတို့နှစ်ယောက်ရဲ့အဓိကအငင်းပွားမှုရဲ့ဗဟုချက်ပဲဒီမှာကြည့်သူတို့ရဲ့မြင်နေရလုံးဝကိုတခြားစီပဲ Ross ကတော့မျှတတဲ့လူဖွဲ့စည်းတစ်ခုဖြစ်ဖို့ဆိုရင်အခွင့်အရေးနေတဲ့သူတွေကိုအကျိုးရှိအောင်ဒနာဥစ္စာကိုပြန်လဲခွဲဝေပေးရမယ်ဒါကနိုင်ငံတော်ရဲ့အထူးတာဝန်တစ်ခုပဲလို့မြင်နေ Nozick ကတော့လုံးဝဆန့်ကျင်ဘက်ပဲတယောက်စီကပိုက်ဆံကိုအခွန်ကောက်ပြီးတခြားတယောက်ကိုပေးလိုက်တာကပိုင်ရှင်ရဲ့အခွင့်အရေးကိုချိုးဖောက်တာပဲဒါကအခြေခံအားဖြင့်ကိုမတရားဘူးလို့သူကမြင်နေ Nozick ရဲ့နာမည်ကြီးရဲ့စကားတစ်ခွန်းရှိတယ်သူကဘာပြောလဲဆိုတော့လူတယောက်ရဲ့ဝင်ငွေပေါ်အခွန်ကောက်တယ်ဆိုတာကသူအချိန်တစ်စိတ်တစ်ပိုင်းကိုတခြားတယောက်အတွက်အထာမအလုတ်လုတ်ခိုင်းတာနဲ့အတူတူပဲတဲ့ဒါဟာကိုပိုင်ဆိုင်မှုကိုချိုးဖောက်တာပဲလို့သူကပြင်းထန်ကိုညှင်းခုန်ခဲ့တာအဆုံးမှာတော့ကျွန်တော်တို့မှာတရားမျှတတဲ့လူ့အဖွဲ့အစည်းဆိုတာနဲ့ပတ်သက်ပြီးလုံးဝကိုကွဲပြားတဲ့မြင်တစ်ခုကိုတွေ့ရတာပေါ့တစ်ခုကမျှတတဲ့ရလက်ကိုအဓိကထားတယ်နောက်တစ်ခုကတော့မျှတတဲ့လုပ်ငန်းစဉ်ကိုပဲအဓိကထားတယ်ဒီဇာတ်လေးကသူတို့နှစ်ယောက်ရဲ့ကွာခြားချက်တွေကိုကနေရာထဲမှာစုပြီးရှင်းလင်းပြပေးနေရပါအဲ့ဒီကကွာခြားချက်ကိုကြည့်လိုက်ရင်
Ross တဲ့အစိုးရကမျှတတဲ့ခွဲဝေမှုကိုတေချောင်လုပ်ပေးရမယ်။တက်ကြွပါဝင်ရမယ်။ North ကတော့အစိုးရကအနည်းဆုံးပဲရှိရမယ်။အဓိကအင်အားသုံးတာလင်းလေတာတွေနဲ့ကာကွယ်ပေးဖို့ပဲ ဒါတွေကစာအုပ်ထဲကဒသန theory တွေပဲလို့ထင်နိုင်ပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးဒီနေ့ခေတ်မှာကျွန်တော်တို့ကြားနေရတဲ့အခွင့်ကိစ္စတွေလူမှုဖူလုံရေးကိစ္စတွေအစိုးရတရိုက်ရဲ့အခမ်းခန်းတာကဘာဖြစ်တဲ့လဲဆိုတဲ့အပြင်းထန်ဆုံးနိုင်ငံရေးငြင်းခုံမှုတွေအားလုံးရဲ့နောက်ွယ်ကညာနာဆိုင်ရာအုံမြစ်တွေကဒါတွေပဲဆိုတော့နောက်ဆုံးမှာတို့ဒီမိကုန်းကကျွန်တော်တို့အားလုံးစီကိုပြန်ရောက်လာတာပါပဲတကယ်တော့မြတ်တဲ့လူအဖွဲ့အစည်းတစ်ခုကိုတိစောက်ကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်ရာကိုပို့ပြီးဦးစားပေးသင့်တယ်လဲတူချင်းစီရဲ့လွတ်လပ်ခွင့်ကိုအကာအကွယ်ပေးတာကိုလားဒါမှမဟုတ်အားလုံးအတွက်နီးတွင်းညီမြတ်ကြမှုရှိစေရေးကိုလား